အခုဘာဖြစ်တယ်ဒီ အနာကိုအဲ့အနာခေါင်း ခေါင်းနဲ့ကိုက်နေတာဟာ ကိုက်နေအနာ ဟောတစ်ချက်လောက်ဟုတ်ကဲ့အနာ သိပြီးပြီလား channel မှာကြိုဆိုပါရရှင်ဒီဗီဒီယိုလေးကတော့လက်တလောနာမည်ကြီးနေတဲ့အကြောင်းအရာလေးကိုပြသပေးသွားမှာပဲဖြစ်ပါတယ်ရှင် ဒါကဒလားမျိုးနဲ့ အားကြောင့်စံပြရခွဲ ဒီမှာပေါ့နော်လုံးဝအခက်ခဲဖြစ်နေလို့လားဟာလူနာတရားပေါ့နော်ဟိုဗလဲဟိုကုညီပေးမဲ့လူကမရှိလို့ပေါ့နော်ကုထုဆက်တွေ့တာပေါ့နော် မိသားစုလည်းမရှိဘူး မိသားစုလည်းမရှိဘူးပေါ့နော်အခုသက်ကြည့်မယ်လူနာအော်ကိုကြီး ဟိုကဟိုလူတို့မတက်နဲ့ စားစရာလည်းမရှိဘူးဟုတ်လား ဟုတ်အရင်လည်းတက်စီရတော့မှနေတယ်ကတော့ချောင်းတယ်အခုဘာဖြစ်တယ်ဒီ အနာလေးပြ အနာကိုအဲ့အနာ ခေါင်းနဲ့ကိုက်နေတာဟာ ကိုက်နေအနာ ဟောတစ်ချက်လောက်ဟုတ်ကဲ့အနာ ပေါက်ဖြစ်နေတာပါသူ အိုးအကြီးပဲ 9ရက်တည်းဆိုကိုတော်ဆိုးသေးပါ ဟုတ်လား ဟုတ်အမလမ်းမလျှောက်သွားအရင်တော့ဆိုင်မှာထမင်းလောက်ပဲတွေ့ရငါတို့လည်းလမ်းမှာတွေ့နေပေါ့နော်မောင်လေးတွေဆက်သွား ဘာလဲမိန်းမရှိလားမိန်းမရှိဘူးတာသမီးတွေရော တယောက်မှမရှိဘူး တာသမီးလည်းမရှိဘူးလူပြိုကြီးလားဟာအနတ်တော်ထွက်နေနော် ဟုတ်တယ်နားတော့တော့ အနတ်တော်ထွက်နေအနတ်ထွက်နေအမြန်ဆုံးဆေးရုံတင်မယ်နော် ဟုတ်ကဲ့ အမြန်ဆုံးဆေးရုံတင်မယ်နော် ဟုတ်ပါတယ်ကျေးဇူးတင်လိုက်ရ ဘာပဲဖြစ်ဖြစ်အလူငွေလောလောဆယ်ကတော့ပုတုသူများလူလာတဲ့အလူငွေလေးနည်းနည်းလေးနဲ့ပုတုဟိုဘာလဲမတီသွားမယ် ဟုတ်ကဲ့ လောလောဆယ်ဘာပဲဖြစ်ဖြစ်ဒီလူနာကတော့ဆေးရုံအဓိကတင်ရမယ်သိလားနောက်မှပြဿနာကိုပတ်စံကြည့်ရှင်းမယ် ဟုတ်ကဲ့ရှင် နော် ဟုတ်ကဲ့ အောင်မကိုတင်ကြံဖန်ပြီးလောက်လိုက်နော်ပတ်သက်ကိစ္စဒီလူနာဒီလိုထားလို့မရဘူးတရက်လည်းထားလို့မရဘူးနှစ်ရက်လည်းထားမရဘူးဖြစ်နိုင်ရင်အခုချက်ချင်းဆေးရုံတင် ဟုတ်အဲ့ဒါအောင်3လနဲ့အမှုစေးရတာပြန်နေတမျိုးနာအမားတွေပြလိုက်ပြေးလိုက်တော့မှရှာပြီးတော့ပြောပေးမယ် အခုဆေးရုံတက်ဖို့လူနာသားပုတုလောက်ပေးပါလေ မိုင်းလောက်လားမိုင်းလူနာဟုတ်မ လူနာသားပုတုလောက်ပေးပါလေဒီတစ်ဖွဲ့တည်းအကောလုံး နာကမှသူ့တာကြောက်တဲ့အထိတာ ပြတဲ့ဒီမျိုးလေအခုဒါဆေးရုံတက်တဲ့အထိကိုပုတုကတော့ဘယ်လိုနတ်နဲ့တော့ဆက်နေ အဲဆောက်သွားတာအဲ့ဒါအော်ညီမလေးဒီမှာ ဟုတ်ဒီမှာပေါ့နော်အခုဗာလေဒီလူနာကိုဗမာဆေးရုံတင်ပါလေ ဒါတော့ဒီမှာဘယ်စိတ်ဝင်တင်နေ လာကိုလာ အဲ့ဖို့ လူနာအနက်တော့ဖတ်နေဒီလူနာကိုဒီလိုလည်းထားလို့မရတော့ဘူးနော် အကြောင်းလို့သူ့ လူပြိုကြီးလားဟာဒီလိုထားလို့မရဘူးလေအနာမကရလား ငါတော့တိုက်တယ်ငါတော့နား အဲ့လိုဒိအနာဘယ်လိုဖြစ်သွားတာ နားဘယ်လိုပြောရတော့ငါးပေါင်းနေလိုက်ရင်ဟောခေါင်းနဲ့နားပြီးပြက်ပြပြီးတော့ရိုက်နေ ငါးဖောင်လိုက်နေလားဟာ ရိုက်မိတာရိုက်မိရတယ်ဒါတော့ဖြစ်တဲ့အလုံးလေးကနေတော့တော်တော်လေးနဲ့ကြီးကြီး ဒီပြီးနဲ့တီးလာပြီးတော့ငငယ်နဲ့ဆိုတော့ ငါနဲ့ဆိုဖြစ်သွားတာ ပေါက်သွားတယ်အဲ့လိုမျိုး ဖြစ်သွားဆိုတော့အဓိကတော့ဆေးရုံပြန်မယ်ဘယ်ဆေးရုံမှာတင်ချင်းလဲ အခုလေကားတို့ကနေပဲဘယ်စိတ်ုံကြီးကိုသွားပါဆိုရင်တော့တော်ကြီးကတော့တော်ကြီးကဒါတိုက်ဖို့ပြန်မှာပေါ့အဲ့လိုရှိတယ်လေစိတ်ုံကြီး ဆေးရုံကဘာပြောလဲ စိတ်ုံကတော့မနေတော့စိတ်ကနေမပြောဘူးစိတ်ကနေမပြောဘူးစိတ်ကနေမ ဩ ပြောဘူး ရက်ကွာဝိုင်းဝင်းမလုပ်ပေးလား ပုထုပြည်နေတာပုထုနဲ့စားတဲ့နေရာမှာကိုရရောက်လာတာလာတယ်မတွေ့လဲပြန်ရှာပေးတာနေလားလားတွေ့လဲတွေ့ဩတဲ့အဲ့ဒါရှာပေးတာကူညီတောင်းနေလို့လမ်းပြီးကိုကူညီတောင်းလို့ခင်ဗျားလည်းလုံးဝတော့မသိတာငါတို့ဝေးပါမောင်ကြီးရဲ့အဲ့ဒါသူ့ကိုလည်းဘူးမှမရှိဘူးဆိုတော့ဒီကောင်မှမရှိ အဲ့ဒါတော့ဒီမကြီးနဲ့တွေ့လို့ဒါမှမဟုတ်လို့ရှိရင်အဲ့တိုင်ကြီးရမှာဒီမကြီးနဲ့တော့တွေ့လို့သူတို့ပြောပြီးလို့ဒီဘက်ရက်ကွက်နဲ့ဟိုဘက်ရက်ကွက်ကဝေးပြီးပဲတခြား မှန်းနဲ့ရောက်ချတာ အဲ့ဆိုရင်ဒီလူနာတော့မနေ့ပြန်တပတ်ခါလည်းထားကြည့်နော်အမြန်ဆုံးတော့တက်ချင်တယ် လည်းကိုသားတော်ကြီးလုပ်ခဲ့ ဒီမှာဆေးရုံရှိတာ ဒီမှာစီးမနေတော့ဟိုအားလုံးရှိတယ် ဟိုတစ်ချက်တော့ပြစီပါဒီဘက်ချမ်း ဒလိုက်စေရုပ်လားကြည့်ရမှာလေ ပြလိုက်ပါအောင်ကိုကြီးကိုအောင်ခံနေပါနော် အနန်းတော်ထားတယ် ဟုတ်ကဲ့ဒါကသားရဲ့အနာကထွက်တယ်ဒါမှမဟုတ်မင်းတို့တွေခဏလာဖို့ပါတော့အားနာတယ်မသိရအဲ့လိုဖြစ်တယ် ဒီဘက်နဲ့ပြီနော်လုံးလုံးမေးပြီးတော့ ကျမတို့လိုက်သေးရမှာလိုက်သေးတာဘလို့မှလိုက်လို့မရတော့ဟိုနေ့နေပါထိုင်တရားကောင်လေးတွေကိုလေကျမတို့ကတရားနေပေါ်လေးပါ ဟုတ်လေဒီမှာအနန်းတွေပါထွက်နေပြီလူနာဒါပဲပတ်စံလည်းပေးသွားတော့ဆုံးမပြည့်ဘူးပတ်စံသိမ်းမှမလို့ဝိုင်းဝင်းပြီးတော့ဗောနော်လူတန်းပေးကြပါအလူရှင်တွေအားလုံးပေါင်းပြီးတော့ဒီလူနာကိုဆေးရုံတင်ပေးမယ်နော်ဟိုပတ်စံတော့ဘလားကုန်မယ်တော့မသိဘူးဗောနော်လောလောဆယ်အဓိကဒီလူနာကိုဆေးရုံတင်ပြီးတော့တက်တာဖို့ပဲအဓိကလေနော်အဲ့ဒါဘလားလောက်ကုန်ပါလဲမှန်းကြီးอ่ะဆေးရုံတက်မှန်းကြီး ဟိုကဆက်ရမှာ အဲ့ဒါကိုငါတို့မရဘူး ဟ
မှန်တက်ဘူး နောက်ကောက်ပါခွဲစိတ်တာပါ 20စိတ်လောက်သွားလိမ့် အဲ့လောက်ပဲတော့မှခွဲစိတ်တဲ့ပုံစံတွေ ဒါကြည့်တဲ့ ကျွန်တော်မာတင်ကိုတော့ပေးသွားလိုက်မယ်ဒါပေမဲ့ line ပေါ်မှာအလူခံကြည့်မယ်နော်နော်ဒီလူနာတော့ဒီလာကိုလားဒီလူနာအတွက်ကိုပေါ့နော်ဝိုင်းဝင်းပြီးတော့လှူဒန်းပေးကြပါပေါ့နော်ဟိုဆေးရုံမှာတင်ပြီးတော့ခွဲစိတ်ခြင်းတယ်ပေါ့နော်ခွဲစိတ်ပြပေးဖြစ်အမြဲဆုံးတတ်တာစီခြင်းတယ်နောက်တော့ဒီလူနာလူပြိုကြီးလည်းဖြစ်တယ်နော်မိသားစုလည်းမရှိဘူးဆွေမျိုးလည်းမရှိဘူးပေါ့နော်အဲ့တော့လှုပ်ပေးရမှတာဝန်ရရှိပြီးသားရုံဆေးရုံပုထုပဲနဲ့ကြရင်ပုထုတင်ပေးလိုက်မယ်နော်ပုထုဖုံးပြန်ဆက်မယ်နော် စားပဲချင်တယ်မှာဆိုတာ ပြောပေးရုံဆေးရုံကြီးမှာတခါတည်းဒီလူနာတခါတည်းတင်ပေးမယ်နော်ကိုကြီးကလူပြိုကြီးဖြစ်တယ်လူပြိုကြီးဖြစ်တဲ့အတွက်ကုညီရမယ်လူပြိုကြီးအပြိုကြီးဆိုတာမကုညီလို့မရဘူးဘယ်လိုပဲဒုက္ခရရခြေပဲကောင်းကောင်းလက်ပဲကောင်းကောင်းဟုတ်လားသူအစင်မပြေတာတွေ့ရင်လည်းကုညီရမှာပဲ သွားတွေ့တာကျေး အပြိုနဲ့လူပြိုတယ်မတူဘူးလူပြိုအပြိုကြီးဆိုတာခက်လေးပဲရှိသေးတယ်မိန်းမပဲယောက်ျားပဲအဲ့လူကလူကြီးဖြစ်သွားတယ် လူကြီးမင်းတို့ရောဘလို့ထင်ပါသလဲလူကြီးမင်းတို့အမြင်နဲ့ခန်းစားချက်လေးတွေကိုကွန်မန့်မှာရေးခဲ့ပေးကြပါအောင်ရှင်ကျမတို့တင်သမျှမလွတ်တမ်းကြည့်ရအောင် subscribe မလုပ်ရသေးရင် subscribe လုပ်ပေးခဲ့ကြပါဦးရှင်